he go to school ဆိုပြီးတော့ကျောင်းသားအများစုတစ်ချက်စာသင်တဲ့ခါကျရင်အမှားလေးရှိရဲ့အမှားတစ်ခုရှိရဲ့အဲ့ဒါလေ A1 ကနေစပြီးတော့ B2 လောက်ထိကိုမှားကြရမှာပေါ့နော်ဘာလဲဆိုတော့ present simple third person singular boss ကိုအတန်ထွက်ရင်လေအဲ့ဒီ S အတန်နေပြုတ်တာဟို spelling မှာ S ပါဆို pronunciation မှာကျတော့3မျိုးရှိရပေါ့နော်ထွက်နေရအဲ့ဒါကြီးပြုတ်ပြီးတော့ထွက်တာပေါ့နော်အဲ့ဒီချက်ဟို class တွေတင်ပြီဆိုရင်ဘယ်အတန်းမှမဆိုလေအဲ့ဒါကိုအမြဲတမ်းပြင်ရတယ်ကျောင်းသား10ယောက်ရှင်10ယောက်လောက်ကဒါကိုပြုတ်တာများတယ်ပေါ့နော်အဲ့တော့ဒီနေ့ video မှာတချို့ဘာတင်ပါလဲဆိုရင် present simple singular boss ကိုအတန်ထွက်တဲ့ခါကျရင်အနောက်မှာ consonant line ဘယ်လိုတန်ထွက်မလဲအနောက်မှာ vowel line ကိုဘယ်လိုတော့ပေါက်မလဲနောက်အဲ့ဒီS တန်တွေကိုဘယ်လိုမျိုး pronounce လုပ်လို့ရလဲဘယ်နှမျိုးရှိလဲပေါ့နော်အဲ့ဒါတွေကို cover လုပ်သွားမှာပေါ့နော်အဲ့တော့ဒီချက်ဒီမှာ video ကို3ပိုင်းခွဲထားမယ်ဒီ spelling မှာ SES တွင် phonetics မှာဘယ်လိုထွက်မလဲဆိုတဲ့အတန်ထွက်3မျိုးရင်းပြောပြမယ်ပြီးရင် consonant နဲ့ link လုပ်တာကိုပြမယ် vowel နဲ့ link လုပ်တာကိုပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီချက်ဒီအဓိကဒါကဘာလို့လဲအတန်တွေကပြုတ်တက်လဲဆိုရင်အတန်ထွက်တဲ့ပုံစံဒီချက်မြန်မာဘာသာစကားမှာမရှိဘူးပေါ့နော်ဟိုပုံမှန်ဆိုတချို့မြန်မာမှာကြောက်စလို့ပဲထွက်တာများတယ်ဒါပေမဲ့အင်္ဂလိပ်စာမှာကြောက်အဲ့လိုလေကိုဖိဖိချင်းထုတ်ပြီးတော့ထွက်ရတဲ့အတန်ဆိုတော့အဲ့ဒါဟိုကိုဘာသာစကားမှာမရှိတဲ့ခါကျတော့လေ air flow ကိုဖိဖိချင်းမထုတ်တဲ့အခါမျိုးကအဲ့ဒီ S တန်က speaking မှာပျောက်သွားတဲ့ပေါ့နော်အဲ့တော့အရင်ဆုံးတချို့ sounds ကိုဘယ်လိုထုတ်မလဲဆိုရဲဟာကိုကြည့်ချင်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့အတန်ကိုတချို့သူ့ fricative flow ခေါ်တယ်သူလေကိုဖိဖိချင်း slowly release the air လေကိုဖိဖိချင်းထုတ်ပေးရတဲ့အတန်မျိုးပေါ့နော်ဟို तू ကအချို့ consonant အတန်တွေဆိုလေလေကိုစောင့်ပြီးထွက်ရတယ်ဥပမာဖဆိုစောင့်ထွက်ရတယ်လေ तू ကျတော့အဲ့လိုမျိုးမဟုတ် slowly release the air ပေါ့အဲ့တော့ mouth position ဘယ်လိုထားမလဲတချို့ရှာကလေတချို့ပုံမှာပြရတယ်သူအပေါ်သွားရဲ့အနောက်လေးမှာလေတဖုံးပုံစံအဲ့လိုအမြင့်လေးရှိတယ်အဲ့ဒီမှာတချို့ရှာကိုသွားပြီးတော့ကတ်လိုက်တယ်ဒါပေမဲ့လေဖြည်းဖြည်းချင်းထုတ်လို့ရအောင်အပေါက်နည်းနည်းလေးကိုခြံတာချင်းလေးကိုခြံတာအဲ့ကနေလေကိုလေဖြည်းဖြည်းချင်း push လုပ်ပြီးတော့ထုတ်မှာပေါ့နော်အဲ့တော့ဘာနဲ့တူလဲဆိုရင်မွေအော်တဲ့အတန်လိုမျိုး तू ကအတန်ရယ်လို့မထွက်လာဘူးလေထုတ်တဲ့အတန်လေးပဲကြားရအောင်လေမွေအော်တဲ့အတန်လိုမျိုးအဲ့ဒီအတန်လေးပေါ့နော်အဲ့ဒါကိုတချို့ S တန် phonetics မှာဘယ်လိုထပ်တယ်ဆိုတဲ့ဟာပေါ့ပြီးရင်တချို့ consonant တင်ပြီးဆိုအမြဲတမ်း and voice နဲ့ voice နဲ့တွဲတင်နေမှာလားအဲ့ဒီဆိုရအတန်ကိုလေချောင်းနဲ့ကအတန်ပေါင်းလိုက်ကိုယ့်ရဲ့အတန်အိုးပါတုံသွားမယ်ပေါ့နော်အဲ့ဒါပေါင်းလိုက်ရင်ပြားအော်တဲ့အတန်လေးဖြစ်သွားတယ်အဲ့ဒီအတန်ပေါ့နော်အဲ့တော့ phonetics မှာတချို့ဒီဆိုပြီးတော့နှစ်တန်ရှိရပေါ့နော် present simple မှာ S တန်ကြီးထွက်နိုင်မှုလို့ဒီအတန်တစ်ခုကိုကသိတာဖို့လိုရပေါ့သူ့ရဲ့ tongue position ရှာထားတဲ့အနေအထားတွေအတူတူပဲ voice နဲ့ and voice နဲ့ပဲကွာလိုက်ထွက်ကြည့်မယ်နော်အဲ့လိုမျိုးလေး pronounce လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီအတန်ကိုသိပြီဆိုရင် present simple မှာတချို့ spelling မှာ SES တွေ့ရင်အတန်ထွက်3မျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီချက်ဘာတွေကိုကြည့်ပြီးတော့အတန်ထွက်ကိုခွဲရမှာလေပေါ့နော်ဒီချက် buff ရဲ့နောက်ဆုံးအတန်ကိုကြည့်ရပါကိုယ့်ရဲ့ buff ရဲ့နောက်ဆုံးတန်က and voiced consonant ဖြစ်နေ and voice ဆိုတာတချို့အရှိမတော့ပြောခဲ့လေအတန်ကလေချောင်းနဲ့မလောက်ပုံမှန်စပြားလေးမှာပဲထွက်တဲ့အတန်မျိုးဟို throat က vibration မပါဘူးပေါ့လေချောင်းနဲ့ကအတန်ခေါ့ထုံနဲ့မပါဘူးစပြားမှာပဲထွက်တဲ့အတန်တွေပေါ့အဲ့ဒါတွေနောက်မှာဒီ spelling S line ကြတော့လေတချို့ဒီအတန်ထွက်ရလွယ်အောင်လေအရှိအတန်ကလည်းပါစပြားကနေပဲထွက်တာဆိုတော့အနောက်ကအတန်ကလည်းပါစပြားကနေပဲထွက်တယ်အဲ့ S တန်ပဲထုတ်တယ်ဘယ်လို slow မျိုးလဲဆိုရင်ဥပမာတချို့ဒီစလုံးကြည့် make သူကခဒီ and voice ပေါ့နော်အဲ့အနောက်က S ကိုလေကျတော့ပဲထွက်တယ်အဲ့တန်ထွက် makes အဲ့လိုမျိုး S တန်နဲ့ပဲထွက်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အဆုံးသက်တန်ဒီ and voice consonant နေနေဆိုရင် S တန်ထွက်တယ်ပေါ့နော်ဥပမာ guess rice အဲ့လိုမျိုး S တန်နေပဲထွက်တယ်ပြန်ထွက်ကြည့်မယ်နော် makes guess rice S တန်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စလုံးရဲ့နောက်ဆုံးအတန်က voiced consonant ပေါ့နော်အတန်တုံခါမှုရှိရဲ့လေချောင်းနဲ့လာတဲ့အတန်မျိုးဖြစ်နေခဲ့ရင်သူ့အနောက်ကမှလည်းသူကလေချောင်းနဲ့ပဲထုတ်တယ်ဘာလို့ဆိုအတန်တနေရာနဲ့ထုတ်မှထွက်ရပို့ပြီးစင်ပြေရအောင်အဲ့တော့အနောက်က spelling S ကလေ ဆိုတဲ့အတန်sound နဲ့ထွက်တယ်ပေါ့နော်ဥပမာတချို့ဒါဆိုရင် leaveဆိုတဲ့အတန် voice လေသူ့နောက်မှာလိုက်တဲ့ S ကိုရှာနဲ့ပဲထွက်တယ်အဲ့တော့ leaves အဲ့လိုမျိုးပဲထွက်တယ် goes listensအဲ့လိုမျိုး pronounce လုပ်တယ်ပေါ့နော်
ပြန်ထွက်ကြည့်မယ်နော် leaves goes listens we pronounce like that ပြီးတော့အချို့ verb တွေရှိတယ်သူကလေဘယ်လို verb လဲငကိုတွေကသူ့ရဲ့အဆုံးသက်အတန်က s အတန်လို့လေဖြည်းဖြည်းချင်းထုတ်ရတဲ့အတန်တွေဖြစ်နေခဲ့ရင်ကွာအဲ့တော့တချို့လေဖြည်းဖြည်းချင်းထုတ်ရတဲ့အဲ့ fricative sounds တွေဘာရှိလဲဆိုရင် s အတန်တွေနောက် sh sound ဆိုခေါ်တာပေါ့နော်အဲ့ဒါမျိုးတွေဖြစ်နေခဲ့ရင်တချို့ဒီ extra syllable ထည့်ပေးရတယ်ဘာလို့လဲဆိုတော့မထည့်ဘူးဆိုနားထောင်တဲ့လူက present simple plural verb ကိုထွက်တာလား singular verb ကိုထွက်တာလားပေါ့နော် verb 1လား verb SCS လားဆိုတော့ခွဲလို့မရဘူးကွာဥပမာတချို့ finish လို့ပဲထွက်ရင် verb 1နဲ့ verb SCS နဲ့အတန်ရခွဲလို့မရဘူးလေအဲ့ဒါမျိုးဆိုရင်သူ့ရဲ့အဆုံးသက်တန်ဟိုကလေးပေးချင်းထုတ်ရတဲ့အတန် SH ဖြစ်နေရောလေသူ့နောက်မှာ ES ဆိုပြီးပါတွေ့ရင် extra syllable ထည့်ပေးရ so we pronounce like finishes is အတန်လေးသူ့ရဲ့အဆုံးသက်တန် is နဲ့ပေါင်းလိုက်တော့ finishes အဲ့လိုမျိုးထွက်ပေးရပေါ့နော်အဲ့တော့များသောအားဖြင့်ဒီလိုမျိုး fricative အတန်နဲ့ဆုံးလို့ရှိရ spelling လေးကဘာရှိလဲဆို s တို့ ss တို့နောက် CEGESE နောက် SHCH အဲ့ဒါမျိုးတွေနဲ့ဆိုရင်နောက် x တို့ပါတော့ပေါ့နော်အဲ့ဒါမျိုးတွေနဲ့ဆုံးလို့ရှိရင်တချို့ဒီသူ့ extra syllable ပေါင်းပေးရတယ်ပေါ့နော် so look at this one finishes watches relaxes catches အဲ့လိုမျိုးလေးအတန်ပိုထည့်ပြီးတော့ထွက်ပေးရပါကျောင်းသားများစုမှာဒီမှာအဲ့လို he finished လို့လေ present simple မှာအဲ့ extra syllable ဖြုတ်ပြီးပြောတာမျိုးပေါ့နော်အဲ့ဒါဆိုရင်နားထောင်တဲ့လူကကိုယ့် grammar မှားနေလို့ထင်သွားနိုင်တယ်ပေါ့နော်အဲ့ဒါတချို့ဒီမှာအတန်ထွက်3မျိုးရှိရယ်ဆိုတာသိတာမယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကကိုယ့်တချို့တစ်လုံးချင်းစီဘယ်လိုထွက်မလဲဆိုတာသင်လိုက်တာပါဒီ spelling မှာ SES တွင် sentence မှာရောတချို့ဘယ်လိုထွက်မှာလဲပေါ့နော် sentence မှာဆိုရင်တချို့ s တန်တွေကို strong sound ဆိုယူဆရတယ်ကွာအင်္ဂလိပ်စာမှာအဲ့တော့သူ့တချို့ဖြုတ်ထုတ်လို့မရဘူးထွက်ကိုထွက်ပြရမှာကွာဖြုတ်ထုတ်လို့မရဘူးပေါ့နော်အဲ့တော့သူ့ကိုဘယ်လိုထွက်လို့ရလဲဆိုရင်သူ့အနောက်မှာ consonant လာရင်လေတချို့ s တန်ကိုပေါအောင်အရင်ထွက်ပြီးတော့မှ consonant ကိုသွားတယ်သူ့နောက်မှာ vowel လိုက်ရင်ကြောက် vowel နဲ့သွားပေါင်းပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့ဒီလိုဆိုတချို့ consonant လိုက်တဲ့ဟာလေးကိုအရင်ပြမယ်ပေါ့နော်ဥပမာဒါကိုကြည့်မယ်နော် makes videos v ကတချို့ consonant လေးအဲ့တော့ s တန်ကိုအရင်ထွက်တယ်ပြီးတော့မှ consonant ကိုရပေါ့ makes videos starts work goes to a cafe has lunch အဲ့လိုမျိုး pronounce လုပ်တယ်ပေါ့နော်အဲ့တော့အနောက်မှာ consonant ဆိုရင် s တန် z အတန်ကိုသူ့ရဲ့သက်ဆိုင်ရာအဲ့အတန်သုံးတန်တွေကတစ်ခုကိုရင်းထွက်ပြတယ်တခြားထွက်လာအောင်ထွက်ပြပြီးတော့မှနောက်တန်တစ်ခုကိုကူးတယ်ပေါ့နော်အဲ့တော့ပြန်ထွက်ကြည့်မယ်နော် makes videos goes to a cafe has lunch starts work checks her emails we pronounce like that အဲ့ဆိုရင်အနောက်မှာ vowel လိုက်ရင်ရောဘယ်လိုမျိုး pronounce လုပ်မလဲပေါ့နော်အဲ့ဒါတခြားဘာမှတွေ့ရများလဲဆိုလေ phrasal verb ဒီမှာတွေ့ရများတယ် phrasal verb ဒီမှာသူကအရှိမ verb ရှိမယ်နောက်က preposition က vowel နဲ့စမယ်ဆိုရင်အဲ့ဒီတချို့အရှိကအတန်3တန်ရှိရမလားအဲ့ဒီ is အတန်နေရတယ်အနောက်က vowel နဲ့တွားပေါင်းတယ်ဥပမာဒါဆိုကြည့် he gets up လို့ထွက်မယ်စာမှာပေါင်းလိုက်တာ he gets up he wakes up he puts on he takes off he falls off he puts away he takes out he falls over he comes off he comes across he looks at he looks after he looks out he watches out အဲ့လိုမျိုးပေါင်းပြီးတော့တခါတည်းထွက်တယ်ပေါ့နော်အဲ့တော့တချို့ sentence ဒီမှာကိုက present simple အတန်ထွက်တယ်အတန်ထွက်ပြီးခြင်းနဲ့ဆိုလေတချို့ခုဒီ video မှာ time sense လုပ်ပြီးရတယ်ပေါ့နော်အဲ့ဒီမှာကိုကသက်ဆိုင်ရာအပိုင်းလေးတွားပြီးတော့ sentence ကြီးပြောတာလေ့ကျင့်ကြည့်လို့ရတယ် present simple မှာ s တန်ပြုတ်တာလေးအရင်ရေးကြည့်ရယ် pronunciation မှာမှားဝါနဲ့ grammar ပါတွားပြီးတော့ထိခိုက်နိုင်တာဖြစ်တဲ့ကြောင့်မို့လို့ဒီဟာကိုသိချာ practice လုပ်ရမယ်ပေါ့နော်အဲ့တော့ကိုကအဓိကအဲ့လေကိုဖြည်းဖြည်းချင်းထုတ်တဲ့ဟာလေးရအောင်လေအရင်လေ့ကျင့်ပေါ့နော်ဟိုခုနလိုမွေអော်တဲ့အတန်ပြားអော်တဲ့အတန်အဲ့လိုမျိုးအဲ့ဒါလေးနဲ့ vibration ရအောင်လေ့ကျင့်လို့ရတယ်အဲ့ဒါကိုရအောင်ရသွားပြီဆိုရင် mouth position ကို10ရှာဘယ်နားမှာထားမယ်ပါညာမျိုးနဲ့မှမြင်အောင်ကြည့်ပေါ့နော်အတန် individual sounds ကိုရပြီဆိုရင်စလုံးတစ်လုံးချင်းစီထ
ထည့်ပြီးတော့ပြောကြည့်စလုံးတစ်လုံးချင်းစီရပြီဆိုရင်နားတစ်ချက်ပြတာလို့ sentence လေးမှာထည့်ပြီးတော့ practice လုပ်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်ကိုကဒီ s တန် set တန်ဒီပြုတ်တဲ့ပြဿနာကိုယ့်ရဲ့ speaking မှာပျောက်သွားလိမ့်မယ်ပေါ့နော် you need a lot of practice so you have to practice a lot in order to solve this problem